ဒီလိုမျိုးတော့somewhere ကိုကောင်းကောင်းမွန်ဖြစ်နေအောင်လို့ Advanced Trust ဆရာမတွေကအများကြီးထောက်ပံ့ပေးခဲ့ရတော့နော်တင်ပေးတဲ့ဟာတွေဆိုရင်လည်းအရင်ကအသေးစိတ်ဆန်တော့ခုဒီလိုမျိုးတင်တဲ့ဟာကိုဒီ part 2 level အထိကိုဆင်းပြီးတော့အစကြီးပြန်ပြီး recall ခေါ်ပြီးရပေါ့နော်အဲ့အတွက်ကြောင့်စာရီကိုအကုန်လုံးရှင်းရှင်းလင်းလင်းတိတိကျကျသိစေရတယ်ပြီးတော့ကျတော့မသိရရှိရင်လည်းခုဆိုရင် delay videos ပဲကြည့်ပြတာများတော့လေကြည့်ပြီးွားလို့မသိရရှိရင်လည်းဆရာမတို့message ကနေပြီးတော့အများကြီးမေးလို့ရှိအောင်နော်ဆရာမတို့ကလည်းဘယ်ချိန်လဲဖြစ်ဖြစ်စိတ်ရှိဖြေပေးတယ်ပေါ့အဲ့အတွက်ကိုလည်းဆရာမကျေးဇူးတင်အခုလိုမျိုးကျောင်းနဲ့ဆရာမတွေရဲ့ supporting ပေးမှုကြောင့်ညီမဒီ SPL ဘာသာရပ်ကို first attempt နဲ့ပဲအောင်မြင်ခဲ့ပြီးတော့ country first ပါရရှိခဲ့ခြင်းဖြစ်တယ်လို့ထင်ပါတယ်ရှင်ညီမဒီ ECCA affiliate တရားအနေနဲ့ကိုတက်သိနာလေထားတဲ့ technical knowledge တွေနဲ့ ECCA က well train လုပ်ပေးထားတဲ့ skill set တွေကိုလက်တွေ့လုပ်ငန်းခွင်မှာပိုင်နိုင်အသုံးချနိုင်တဲ့ professional accountant တယောက်ဖြစ်အောင်ရည်တည်သွားမယ်လို့တနည်းထင်ချထားပါတယ်ရှင်ထောက်ကူကတော့အရင်ဖြစ်တယ်ဆိုတော့ဒါဆရာဦးအောင်နိုင်မောင်နဲ့တော့တခြားတော့ချက်တော်လာမြင်လို့ချက်တော့ပြောင်းခိုင်းလို့ကောင်းကောင်းမှကျေးဇူးတင်တယ်။ဘာဖြစ်လဲဆိုတော့သူကစာသင်နေတဲ့အချိန်မှာအခါရဲခေါင်းလေးကိုရိုက်ထည့်ပေးလိုက်တာ။ဆိုတော့recording ထားအောင်ကျွန်တော်ဘယ်တော့မှ live တက်ခဲ့ပါဘူး။ဆိုတော့ဒီခုနပြောတဲ့ delay video လေးကိုကျွန်တော်တောက်လျှောက်ထောင်းအောင်လုပ်ခဲ့တယ်။ထောင်းအောင်လုပ်ခဲ့ပြီးတော့အားရနေရာမှာဖွင့်ပြီးတော့ထိုင်တာတော့နေတာ။ဆိုတော့ရှင်းပြောရရင်ပေါ့နော်တနိုင်ရရင်တနိုင်ထိုင်တာတော့ပြန်တနိုင်ရရင်တနိုင်အားတော့ဖြစ်တယ်ပေါ့နော်။ဆိုတော့သူတို့တင်နေတဲ့အချိန်မှာပဲကျွန်တော်ကောင်းတယ်တဝက်လောက်ပဲပြီးတာပြန်ဖတ်လိုက်တဲ့အချိန်မှာဒီတဝက်လောက်ကကျွန်တော်ပြန်ပြီး recall ခေါ်နေနိုင်ခဲ့တယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်တို့ big advantage တစ်ခုပေါ့နော်ဒုတိယတစ်ခုကကြတော့အရင် supporting ကအရင်ကောင်းတယ်ဘာလို့ခြင်းလဲဘာဖြစ်ခြင်းလဲဒီကျောင်းကဒီ academic team တွေကစားအကုန်လုံးပေါ့နော် so supporting အရင်ဖြစ်တယ် flexible အရင်ဖြစ်တယ်ပိုပြီးနောက်ကနေ follow up တွေပေါင်း live ပေးနိုင်တယ်ပေါ့နော်ဘာကြောင့်live မတက်ပေးနိုင်လဲဆက်စပ်နေကျွန်တော်စ join ပါဆိုကျွန်တော် live မတက်လို့ဆိုပြောဖုန်းလေးပါဆက်တယ်ဆိုတော့မဟုတ်ဘူးကျွန်တော်ကတော့ချက်ကို delay နဲ့ပဲတော့မှဆရာပဲ request လုပ်ပြီးတော့ so တော်တော်လေးကိုအဆင်ပြေတယ် flexible အရင်ဖြစ်တယ် supportive ဖြစ်တဲ့ option လေးတစ်ခုပါ advice ပေးပါဆိုရင်တော့ကျွန်တော်တော့စားလုံးမယ်လို့စဉ်းစားမယ်ဆိုလို့ရှိရင်တော့ right time ဆိုတာစောင့်နေတယ်အခုစားလိုက်တော့ပေါ့နော်အခုစားလိုက်ဖြည်းဖြည်းချင်းစားဝန်နိုင်ကျဲပြီးတော့လည်းလုံးချတယ်လို့ပေါ့နော်ကျွန်တော်ဆိုရင်တော့ဝန်နိုင်နေကျဲလို့ဖြစ်သွားတယ်ကျန်းမာရေးထိရ drawback ရှိရဖြည်းဖြည်းချင်းတော့လို့ပေါ့နော်ပြီးတော့ ECC က global platform ဖြစ်တယ်ပေါ့နော်ဆိုတော့ global platform ဖြစ်တော့ကိုယ့်ရဲ့ vision တွေကိုပိုပြီးကျဲလာစေချင်တယ်ဆိုလို့ရှိရင်တော့ try တယ်ပေါ့နော်ဆိုတော့အဓိကတော့ဒီ ECC လုပ်မယ်ဆိုလို့ရှိရင်တော့ data consistency ပေါ့ပြီးရင်ကိုဘာလို့ဒီဟာကိုဖြစ်ချင်လဲဆိုတဲ့ကိုယ့်ရဲ့ purpose ပေါ့ပြီးရင်နောက်တစ်ခုကအရေးကြီးဆုံး encourage to begin ပါစလိုက်လို့ပဲဆိုတော့ဒါတခြား career တွေတော့မဟုတ်ဘူးအခု ACC ကိုတော့ဝက်မှာတက်နေတဲ့လူတွေတော့ပါပါတယ်စားလိုက်လို့ပဲအရေးကြီးပါတယ်ဒီမှာလည်းကတော့ငါ့ရင်စင်ကအခုလက်ရှိဒီဝိုင်းနိုင်ငံရဲ့ audit firm တစ်ခုမှာ audit executive အနေနဲ့အလုပ်လုပ်နေပါတယ်။ EC မှာဒါတည်းတော်တော်များများကိုတင်ကြားခဲ့ပါတယ်။အကြီးက EC ရဲ့အကြိမ်ဆုံးကတော့ EC ရဲ့ notes တွေပါ EC ရဲ့ notes တွေကအရင်က update ဖြစ်ပြီးတော့မှတ်ရတယ်အရင်လွယ်ပါတယ်နောက်တစ်ခုကကျတော့ EC ရဲ့ mock exam တွေက ECC platform ပေါ်မှာဝင်ပြေးတဲ့အတိုင်းလုပ်ပေးတဲ့အတွက်ကြောင့် exam pressure ကိုထောက်ဝက်လောက်ထိလျှော့ချနိုင်ခဲ့ပါတယ်အဓိကအကြိုက်ဆုံးကတော့ EC ရဲ့ဆရာမတွေပါဆရာမတွေကစာအုပ်ထဲမှာရှိတဲ့ knowledge တွေမှာကပဲနဲ့အပြည့်ပေါက်ဘုသူတ္တတွေပါထည့်ပြီးပြောပေးတော့နေလို့အခုအလုပ်လုပ်နေတဲ့အခါမှာအဲ့ဒီ knowledge တွေကိုအသုံးချနိုင်တော့ပါတယ်ECC affiliate တယောက်အနေနဲ့ဆိုလို့ရှိရင်တော့ ECC ရတဲ့ technical knowledge တွေ ethics တွေကိုပေါင်းပြီးတော့ audit ပိုင်းမှာ reporting ပိုင်းမှာနောက်ပိုင်းဒီ finance ပိုင်းတွေမှာဆက်ပြီးတော့မှသုံးချသွားကြပါတယ်။နောက်ပိုင်း European local country တွေမှာလည်းပေါ်ပြီးတော့အလုပ်လုပ်နေပါတယ်